အကြောင်းစုံမှအကောင်းဆုံးမည်လောကလူတွေကအကောင်းဆိုလို့ရှိရင်စုံအောင်ကြိုက်ကြတယ်သို့တော့အကောင်းဆုံးကိုရစေနိုင်တဲ့အကြောင်းဆုံးကိုလုပ်ဖို့ရကြတော့မလုပ်ဖဲရှိနေတတ်တယ်အကောင်းအစုံကြိုက်တယ်ဆိုလို့ရှိရင်ထိုအကောင်းကိုရခြင်းအကြောင်းတရားအစုံပြုလုပ်ဖို့လိုအပ်တယ်လို့ဒါလေးကိုမှတ်ထားဖို့နော်အကြောင်းစုံမှအကောင်းစုံမည်ကုသိုလ်ဆိုတဲ့အကြောင်းတရားလုပ်တဲ့အခါမှာအစုံလုပ်ရအကျဉ်းအပြင်ပြောရမယ်ဆိုရင်ဒါနဆိုတာလည်းလုပ်ရမှာပဲသီလဆိုတာလည်းလုပ်ရမှာပဲဘာဝနာဆိုတာလည်းလုပ်ရမှာဟုတ်ကဲ့ဘယ်သူပြောတာမှနားမယောင်နဲ့မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကဒါနလည်းလှုပ်တဲ့လှုပ်ထိုက်တဲ့တရားလို့ဟောထားတယ်သီလကလည်းစောင့်ရမယ့်တရားဘာဝနာလည်းအားထုတ်ရမယ့်တရားလို့တချို့ကပြောတတ်ကြတယ်နိဗ္ဗာန်ရဖို့အတွက်ဝိပဿနာတရားအားထုတ်ရင်ပြီးရောဒါနလှုပ်เสียမလိုဘူးလို့ဒီလိုပြောတာမျိုးတွေကြတော့သွားနားမယောင်မှုအရေးကြီးတယ်နော်ဒါနဆိုတာဒါနရဲ့အကျိုးဘုန်းကြီးတို့ငယ်ငယ်တုန်းကတည်းကဟောတယ်ပြောတယ်နေကြားခဲ့တယ်ဒါနကတန်တရားရှိတယ်တကယ်တော့တန်တရားရှိစေတတ်တဲ့တရားလို့မြတ်စွာဘုရားဟောထားတဲ့ဟာကတဏှာရဲ့မာနရဲ့ဒိဋ္ဌိရဲ့တဏှာဆိုတဲ့တွေ့တာမှုမာနလို့ဆိုတဲ့အထင်ကြီးမှုဒိဋ္ဌိလို့ဆိုတဲ့မှားယွင်းတဲ့အမြင်ရှိမှုအဲ့ဒီတရားသုံးခုကသာလေတန်တရားကိုချဲ့ထွင်တတ်တဲ့ပပင်စတရားလို့ဘုရားဟောတာဒါနကိုတန်တရားချဲ့တဲ့တရားလို့မဟောပါဘူးဘယ်တရားမှဘယ်တုတ်တံမှမြတ်စွာဘုရားဟောထားတာမရှိဘူးဒါနလုပ်တဲ့အခါမှာတဏှာပါရင်တော့တန်တရားချဲ့မှာပဲနော်အဲ့ဒါတန်တရားကျဲသွားတာဒါနကြောင့်ကျဲတာလားတဏှာကြောင့်ကျဲတာလားအဲ့ဒါကိုကွဲကွဲပြားပြားသိဖို့လိုတယ်မြတ်စွာဘုရားတရားဟောထားတဲ့တည်းပဲဒါနဆိုတာလည်းလှုပ်တဲ့လှုပ်ထိုက်တယ်သီလဆိုတာလည်းစောင့်တည်ရမှာဖြစ်တယ်ဘာဝနာဆိုတဲ့နေရာမှာလည်းပဲမြတ်စွာဘုရားဟောထားတဲ့ဘာဝနာ2မျိုးတဲ့သမထဘာဝနာဝိပဿနာဘာဝနာတချို့ကဝိပဿနာသာအထုတ်ရမယ်သမထအမထုတ်ရဘူးလို့ပြောတာရှိသေးတယ်မြတ်စွာဘုရားကအဲ့လိုမဟောပါဘူးသမထလည်းကျင့်ရမှာပဲဝိပဿနာလည်းကျင့်ရမှာပဲသူ့အကြောင်းနဲ့သူ့အကျိုးဟုတ်ကဲ့လားအကြောင်းစုံမှအကောင်းဆုံးတယ်ဘုရားဖြစ်ဖို့တောင်မှပါရမီတွေဖြည့်တဲ့အခါကျတော့ပါရမီ10ပါးမဟုတ်လားပါရမီတစ်ပါးနဲ့ဖြည့်ပြီးတော့ဘုရားဖြစ်တယ်ဆိုတာမရှိဘူးကြည့်မြတ်စွာဘုရားဒါနဆိုတဲ့ပါရမီကိုရွှေဥစွာရွေးချယ်ပြီးတော့ဖြည့်တယ်ဘာဖြစ်လို့တခြားပါရမီတွေနဲ့စာရင်ဒါနပါရမီဟာလွယ်ကူတယ်လို့ပြောရအလွယ်ကစတာအလုပ်တစ်ခုလုပ်တဲ့အခါမှာအလွယ်ကစရမှာလားအခက်ကစရမှာလားဆိုလွယ်တာကစရတယ်တဖြည်းဖြည်းမှတိုးချဲ့ပြီးတော့သွားရတယ်ဒါကြောင့်မို့လို့ဘုရားလောင်းနေဟာရှေးဥစွာဒါနပါရမီကိုဖြည့်ဒါအနပါရမီဖြည့်တာတောင်မှ3ဆင့်ခွဲပြီးတော့ဖြည့်တယ်ပထမအဆင့်အနေနဲ့မိမိပိုင်ဆိုင်တဲ့ပြင်ပပစ္စည်းဝတ္ထုတွေကိုလှူတယ်အဲ့ဒါအလေးကျင့်ရလာပြီဆိုတဲ့အခါကျတော့အတွင်းအစ္ဆဒလို့ဆိုတဲ့ခန္ဓာကိုယ်နဲ့ဆက်ဆက်နေတဲ့ခြေလက်အင်္ဂါသွေးခန္ဓာကိုယ်ရဲ့အစိတ်ပိုင်းတွေကိုလှူတယ်အဲ့ဒါကိုလှူနိုင်ပြီဆိုတဲ့အခါကျတော့မှအလေးကျင့်ရပြီဆိုတော့မှနောက်ဆုံးမှကိုယ်အသက်တောင်မှပဲလှူတယ်ဆိုတာဖြစ်လာတာနော်ဒါနလုပ်တာတောင်မှ3ဆင့်ခွဲပြီးတော့လုပ်ရတယ်ပြင်ဘက်ကပစ္စည်းပေးတာဟာလွယ်တယ်အတွင်းကပစ္စည်းပေးဖို့ခက်တယ်ဟုတ်ကဲ့လားနောက်ဆုံးအသက်ကိုပေးလူဖို့ဆိုတာမခက်ပေဘူးလားသီလစောင့်တည်တဲ့အခါမှာလည်းဒီလိုပဲဘုရားလောင်းတော်ကြီးဟာဒါနကိုဖြစ်ခြင်းပြီးတဲ့အခါသီလကိုလည်းပြည့်ပြည့်စုံစုံဖြစ်ခြင်းတယ်
သီလဆောက်တည်တဲ့ခါမှာလည်းပဲအဆင့်3ဆင့်နဲ့သီလဆောက်တည်တယ်ပြင်ပပစ္စည်းတွေအပြည့်အစည်းခံပြီးတော့သီလကိုထိန်းတယ်ကိုယ်လက်ခြေအင်္ဂါအပြည့်စည်းခံပြီးတော့သီလကိုထိန်းတယ်ဒုတိယအဆင့်တတိယအဆင့်ရောက်တဲ့အခါကျတော့အသက်အသေးခံပြီးတော့ကိုယ်ကျင့်တရားကိုထိန်းသိမ်းဆောင်ရှောက်တယ်အဆင့်30နဲ့ဒါကိုပဲပထမကျင့်တာကိုပါရမီလို့ခေါ်တယ်ဒုတိယအဆင့်ကိုတော့ဥပပါရမီလို့ခေါ်တယ်တတိယအဆင့်ကျတော့ပရမတ္ထပါရမီလို့ခေါ်တာပါရမီ10ပါးအပြား30ဆိုတာအဲ့ဒါပြောတာပါရမီ10ပါးတစ်ခုစီ3မျိုးစီ3မျိုးစီ3ဆင့်ဖြစ်ခြင်းမှသာလင်ဖျားဆိုတာဖြစ်နိုင်တယ်ဖျားဖြစ်ပြီဆိုလို့ရှိရင်အကောင်းတွေစုံမသွားဘူးလားဘာဖြစ်လို့အကောင်းစုံလို့ဆိုရင်အကြောင်းတွေစုံလို့ပဲတဲ့ဟုတ်ကဲ့လားဘုန်းကြီးတို့တွေလည်းကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာဟိုကုသိုလ်ဖြင့်လုပ်ဖို့မလိုဘူးဒီကုသိုလ်ဖြင့်လုပ်ဖို့မလိုဘူးလို့တွက်နေဖို့လိုသေးရဲ့လားကောင်းတာတွေအကုန်ရခြင်းတော့အကုန်လုံးရမှာပဲအကြမ်းမြင်လေးပဲစဉ်းစားကြည့်နိဗ္ဗာန်ရောက်ဖို့ကတော့အကြောင်းတရားတွေကြီးပဲဆိုပါစို့ဒါနဆိုတာလုပ်ဖို့မလိုဘူးကမ္မထဘာဝနာအားထုတ်လို့ရှိရင်နိဗ္ဗာန်ရောက်တယ်မဟုတ်ဘူးလားဆိုတော့ဟုတ်တယ်ဒီဘဝနဲ့နိဗ္ဗာန်ရောက်သွားရင်တော့ပြီးတာပေါ့နော်အကယ်၍ဆိုပါစို့ဒါနမလုပ်ဖဲနဲ့ဝိပဿနာတစ်ခုတည်းနဲ့အားထုတ်မယ်နိဗ္ဗာန်မရောက်သေးဘူးဆိုလို့ရှိရင်ဒါနမပါသည့်အတွက်ကြောင့်ဖြစ်လျက်ဘဝမှာရှားပါဘဝမှာရောက်မှာပဲအဲ့ဒါတန်တရားထဲမှာလဲနေသေးလို့ရှိရင်ဒါနမပါတဲ့ပုဂ္ဂိုလ်ဟာဘာဖြစ်လဲလို့ဆိုရင်ဆင်းရဲမွဲတေတဲ့အနေအထားမျိုးရောက်နေမှာအဲ့တော့လူတိုင်းမေးကြည့်မင်းဆင်းရဲသားဘဝမှာဆင်းရဲတဲ့အမျိုးမှာလူဖြစ်ချင်သလားလို့မေးရင်ဘယ်လိုဖြေကြမလို့ဖြစ်ချင်ဘူးအကယ်၍ဒါနကိုညှင်းပယ်ပြီးတော့ဒါနမလုပ်ဘူးဆိုရင်အဲ့ဒါလိုဖြစ်မှာသိကြတယ်သီလမကျင့်မဲနဲ့လည်းကောင်းရသူဂတိရောက်ဖို့ဆိုတာမရှိဘူးဘာဝနာအာမထုတ်ဖဲနဲ့လည်းပဲတရားဓမ္မကိုနားလည်နိုင်စွမ်းအသိပညာဆိုတာမရှိနိုင်ဘူးတဲ့အဲ့တော့ဒါနလုပ်မှဘဝတန်တရားမှာဖြစ်ရဘဝမှာဒါနရဲ့အကျိုးရချမ်းသာဒုက္ခရမယ်သီလဆောက်တည်မှကောင်းရသူဂတိရောက်မယ်အသက်ရှင်မယ်ဘာဝနာတရားအထုံးမှသာလေအသိဉာဏ်ရှိပြီးတော့မဲ့ဖို့နိဗ္ဗာန်ကိုရနိုင်တယ်ဆိုတော့အကြောင်းစုံမှအကောင်းဆုံးတော့မပေါ့ခုနဘုရားအလောင်းတော်တွေဟာပါရမီဖြည့်တဲ့အခါပါရမီ10ပါးတဲ့အလုံးသိကြတဲ့အတိုင်းဒါနပါရမီတဲ့သီလပါရမီဒါတွေနဲ့ပြည့်စုံမလားဆိုပြည့်စုံသေးဘူးနိက္ခမ္မပါရမီဆိုတာနိက္ခမ္မပါရမီဆိုတာကိုယ့်ရဲ့စိစိမ်ချမ်းသာတွေကိုစွန့်ပြီးတော့လုပ်နေရတယ်စွန့်ခွာတဲ့အကျင့်ပဲအကယ်၍ဘုရားအလောင်းတော်ကြီးဟာပါရမီမဖြည့်ခဲ့ဘူးဆိုလို့ရှိရင်တိဋ္ဌထမင်းသားဘဝရောက်တဲ့အခါจิตတော်ရာနဲ့သားတော်လေးရာဟုလာနဲ့ရွှေနန်းစည်းစိမ်ကြီးကိုစွန့်ခွာနိုင်မှာမလားမခွာနိုင်ဘူးအလေးချင်းလှုပ်ထားခဲ့လို့စွန့်ခွာနိုင်တာတာမန်ပုဂ္ဂိုလ်တွေဒီလိုစည်းစိမ်ချမ်းသာခွာဖို့မပြောနဲ့အိမ်ကတရက်နှစ်ရက်ခွာဖို့ကိုခက်တယ်မခက်ဘူးလားအမတန်မှခက်တယ်ဟောအလေးချင်းဆိုတာလှုပ်ထားပညာပါရမီဆိုတာလည်းရှိမှဘဝဆက်ပေါင်းများစွာပညာပါရမီကိုဖြည့်ဆည်းခဲ့ရပညာပါရမီမဖြည့်ဆည်းခဲ့ပဲနဲ့တပ္ပိယဉာဏ်တော်ကြီးကိုရနိုင်မှာမဟုတ်ဘူးတဲ့အကုန်လုံးဖြည့်ရဝီရိယပါရမီအကယ်၍ဝီရိယပါရမီကိုမဖြည့်ခဲ့ဘူးဆိုလို့ရှိရင်ဘုရားအလောင်းတော်ဟာလူပြင်းပဲဖြစ်နေမှာပေါ့6နှစ်ပတ်လုံးဒုက္ခရစရိယအပြင်းထန်ကျင့်နိုင်မှာမလားမကျင့်နိုင်ဘူးဝီရိယပါရမီဖြည့်ခြင်းခဲ့တဲ့စွမ်းအားတွေကြောင့်သက်စွန့်ကြိုးပမ်းအထောက်မှုဆိုတာဖြစ်လာတာတဲ့ခန္တီပါရမီတိခဏ်ခြင်းဆိုတဲ့ခန္တီပါရမီမဖြည့်နိုင်လို့ရှိရင်အစာဆင်းရဲအနေဆင်းရဲဆန့်ကျင်မဲ့ပြောတဲ့ပုဂ္ဂိုလ်ရဲ့စကားတွေရာသီဥတုဓာတ်တွေဒါတွေခံနိုင်မှာမလား
အဲ့ဒါတွေခံနိုင်စွမ်းရှိအောင်ခန္တီပါရမီဆိုတာဖြည့်ရတာအဲ့ဒါလို့ဖြည့်မှတုံးတိုက်တိုက်ကြားကြိုက်ကြိုက်ဆိုတာမျိုးခံနိုင်ရည်ရှိလာပြီးတော့ကိုလုပ်တဲ့လုပ်ငန်းတစ်ခုဟာမအောင်မမြင်မချင်းကြိုးပမ်းအထောက်မှုသစ္စာပါရမီတဲ့မှန်ကန်မှုပေါ်မှာယက်တည်တယ်ပြောထားတဲ့စကားပဲတော့မှမတိမ်ဘူးအဲ့ဒါလို့သစ္စာပါရမီမဖြည့်ဘဲနဲ့အများရဲ့ယုံကြည်မှုကိုခံရပါမလားမြတ်စွာဘုရားအများရဲ့ယုံကြည်လေးစားမှုကိုခံရတယ်တဲ့သစ္စာပါရမီဖြည့်ခဲ့တယ်မေတ္တာပါရမီမဖြည့်ဘဲနဲ့အများရဲ့မေတ္တာရနိုင်ပါမလားမရနိုင်ဘူးအများရဲ့မေတ္တာကိုရကြလို့ရှင်မေတ္တာပါရမီဖြည့်ရမှာတတ္တဝါတွေကကိုယ့်ပေါ်မှာချီးမွမ်းတာပဲဖြစ်ဖြစ်ကဲ့ရဲ့ရှုတ်ချတာပဲဖြစ်ဖြစ်သူတို့လုပ်သမျှအပြုအမူတွေပေါ်မှာစိတ်ငြိမ်ငြိမ်သက်သက်ထားနိုင်တဲ့ဥပေက္ခပါရမီစိတ်ဟာပြောင်းလဲမှုမရှိဘဲနဲ့တည်ငြိမ်စွာထားနိုင်တာဥပေက္ခပါရမီရဲ့စွမ်းအားကြောင့်ထားနိုင်တာဥပေက္ခပါရမီမရှိဘဲနဲ့စိတ်ဓာတ်ချမ်းခိုင်မှုဆိုတာမရနိုင်ဘူးတဲ့ဒါကြောင့်မြတ်စွာဘုရားဟာဘုရားဖြစ်လာတဲ့ဘဝဟာဂုဏ်ကြီးတွေပြည့်စုံနေလောက်အောင်ဟာဘာလို့လို့ဆိုရင်အကြောင်းစုံခဲ့လို့အကောင်းဆုံးတာလို့ပြောရမယ်အကယ်၍သာအကြောင်းမစုံခဲ့ဘူးဆိုရင်ဒီအည်ချင်းကောင်းတွေဟာပြည့်စုံပါမလားမပြည့်စုံဘူးတဲ့ဒါကြောင့်မို့လို့ဒါနတန်တရားရှိတယ်ဒါနလုပ်ဖို့မလိုဘူးလို့ဆိုရင်ဒါအကြောင်းတစ်ခုချုပ်တဲ့သွားပြီအကြောင်းမစုံဘူးအကြောင်းမစုံရင်အကောင်းမစုံဖြစ်လိမ့်မယ်ဒီတွေးခေါ်ကခုမှရှိတာမဟုတ်ဘူးကတ္တဗမြတ်စွာဘုရားလက်ထက်တော်ကယဟန်တော်နှစ်ပါးတငယ်ချင်းယဟန်တော်နှစ်ပါးတစ်ပါးကဒါနဆိုတာလုပ်တဲ့နဲ့ဘုန်းကြီးယဟန်ပဲဖြစ်စေရလာတာခွဲဝေပြီးတော့သုံးတဲ့နဲ့လှူတဲ့နဲ့တန်းတဲ့နဲ့ဟိုတစ်ပါးကတော့ဘုန်းကြီးဝတ်လာမှာတရားအထုတ်ဖို့ကအဓိကဘာမှလှူเสียမလိုဘူးကိုယ်လည်းအလှခံစားတဲ့ပုဂ္ဂိုလ်ပဲလှူเสียမလိုဘူးလို့တယူတန်ယူတဲ့ကိုယ်တော်ကတစ်ပါးတငယ်ချင်းနှစ်ပါးတစ်ပါးကလှူတယ်တစ်ပါးကမလှူဒီနှစ်ပါးဟာဘဝတစ်ခုအဆုံးသတ်တဲ့အခါကျတော့သူတို့ရဲ့ကိုချင်းသီလကြောင့်နတ်ပြည်ရောက်သွားကြတယ်ရောက်သွားတဲ့အခါမှာဒါနကောင်းမှုပြုတဲ့ယဟန်ကဒါနကောင်းမှုမပြုတဲ့ကိုယ်တော်တဲ့အသက်ပိုးရှည်တယ်တဲ့အစင်းပိုလှတယ်ချမ်းသာဒုက္ခတွေပိုများတယ်ခွန်အားတွေပိုကြီးပြီးတော့အစိုးရမှုတွေလည်းပိုများလာတယ်အသိပညာတွေလည်းပိုထက်တယ်အစကားအရာတာလွန်တယ်လို့ပြောတာဒါနလုပ်တဲ့ပုဂ္ဂိုလ်ကသူ့ရဲ့ပိုးတာလွန်တယ်နတ်ဖြစ်တဲ့အခါဟိုပုဂ္ဂိုလ်ကအရာရာမှာနှိမ့်ကြနတ်ဘဝကနေပြီးတော့သုတည်သွားကြတဲ့အခါလူပြည်ရောက်လာကြတယ်ရောက်လာတဲ့အခါမှာတငယ်ချင်းနှစ်ဦးကလူဘဝမှာတူတူလာဖြစ်တယ်ဒါနကောင်းမှုပြုတဲ့ကိုယ်တော်ကသာဝတိပြည်ပသိနရီကောသလမင်းကြီးရဲ့မိဖုရားတစ်ပါးမှာလာပြီးတော့မင်းသားအဖြစ်လာဖြစ်တယ်ဒါနကောင်းမှုမပြုတဲ့ပုဂ္ဂိုလ်ကအဲ့ဒီမင်းသားကိုထိန်းရမယ်အထိန်းတော်ရဲ့သားလာဖြစ်တယ်ဘယ်သူကမြင့်နော်မင်းသားကမြင့်တယ်ဟုတ်ကဲ့ဒါနကောင်းမှုရှိတဲ့ပုဂ္ဂိုလ်ကမြင့်တယ်ဟိုပုဂ္ဂိုလ်ကနှိမ့်ကြတနေ့တည်းတစ်ချိန်တည်းမွေးလာတယ်မင်းသားလေးတော့ရာဇပလင်မော်တင်ထီးပြူကလေးနဲ့ကောင်းပြီဆိုတဲ့အဝတ်စားနုနုညံ့ညံ့နေတယ်အပေါ်ကထီးပြူလေးအုပ်ပြီးတော့မင်းသားလေးကိုတော့ရာဇပလင်မော်မှာတလွန်မော်ရွှေတလွန်မော်မှာတိတ်တယ်အထိန်တော်သားတော့အဲ့ဒီမင်းသားလေးဘေးနာကတစ်ဖက်ကလည်းမင်းသားလေးကိုထိတ်ရမှာဆိုတော့သူ့အမေကသူ့ရဲ့အောက်ချမ်းပြင်ပေါ်မှာတာမန်အဝတ်နွမ်းလေးတွေခင်းပြီးတော့တိတ်တယ်တဲ့မကွာချဘူးလားအဲ့ဒီအချိန်မှာဘယ်သူမှသူတို့အနာနာမရှိတဲ့အချိန်မင်းသားလေးကကလေးငယ်လေးပေါက်စာလေးမထနိုင်သေးဘူးတတိလေးဝင်ပြီးတော့မျက်လုံးလေးနဲ့ဟိုကြည့်ဒီကြည့်ကစားကြည့်လိုက်တဲ့အခါသူ့အောက်နားမှာကလေးလေးတယောက်အိတ်နေတာတွေ့တယ်
တွေ့တော့ဒါဘသူတုံးလို့ကြည်လိုက်တဲ့အခါမှာသူအတိတ်ဘဝတွေကဘွားကနေပေါ်လာတယ်ဒါကိုဇာတိတ်တရလို့ခေါ်တယ်အတိတ်ကိုအမှတ်ရခြင်းပေါ့ဟုတ်ကဲ့လားခုခေတ်လဲလူဝင်စားတွေအတိတ်ကိုအမှတ်ရတဲ့လူတွေရှိတာပဲလေဇာတိတရဆိုတာဖြစ်ခဲ့တဲ့ဘဝတစ်ခုကိုပြန်မှတ်မိတာဆိုတာဘုန်းကြီးတို့တွေမနစ်ကအကြောင်းအရာတွေအခုပြန်မမှတ်မိဘူးလားအေးမနစ်တုန်းကအကြောင်းအရာပြန်မှတ်မိတယ်လို့ဟိုဘဝကအကြောင်းအရာကိုလည်းပြန်မှတ်မိတတ်တယ်တဲ့မိတာတွေကတော့အများကြီးပေါ့နော်အဲ့ဒီမှာမျက်လုံးကလေးကစားပြီးတော့ကြည့်လိုက်တဲ့အခါသူ့နားမှာကလေးလေးတယောက်အိတ်နေတော့ဘသူလဲလို့ကြည့်လိုက်တော့ကတ္တဗဘုရားလက်ထက်တုန်းကတန်ငယ်ချင်းဖြစ်နေအဲ့ဒီကြတော့သူကလှမ်းပြီးတော့စကားပြောလိုက်တယ်တန်ငယ်ချင်းမင်းငါစကားနားမထောင်ဘူးပေါ့ဆိုတော့အထိန်တော်ရဲ့သားအောက်ကအိတ်နေတဲ့ကလေးလေးကလည်းမျက်လုံးဖွင့်ပြီးအတန်ကြားတဲ့စီကြည့်လိုက်တော့သူကလည်းမှတ်မိသွားတယ်သူ့တငယ်ချင်းယဟန်ဆိုတာအဲ့တော့ဗာပြောတော့နားမထောင်တော့ဗာဖြစ်တုံးတဲ့ခေါင်းကတော့မာတယ်ဟုတ်ကဲ့ငါနားမထောင်တော့ဗာဖြစ်တုံးအေးလေးလေမင်းနဲ့ငါနဲ့အစင်တန်းဘလောက်กว่าတော့တဲ့ငါကရာဇပလင်ပေါ်မှာအိတ်ရတယ်မင်းကငါအောက်မှာတမန်အဝနွမ်းလေးနဲ့မင်းငါအောက်ခြေမှာအိတ်နေရတယ်ဆိုတော့သူကကမ္မထမ်းသမားပြီးဘာပြောတော့ဆိုအောင်မေကွာတဲ့မင်းရာဇပလင်ကလည်းဓာတ်ကြီး၄ပါးပါပဲတဲ့ငါဟာလည်းဓာတ်ကြီး၄ပါးဓာတ်သမားကလည်းဓာတ်ထဲကကိုမထွက်ဘူးကျန်လားသူကကမ္မထမ်းသမားဆိုတော့ကမ္မထမ်းစကားပဲပြောလိုက်တာပေါ့အဲ့ဒီဇလန်းဟာတကယ်ဖြစ်ခဲ့တဲ့ဟာပဲဘုရားမြတ်စွာလက်ထက်တော်ခါကာလတော့သူတို့နှစ်ယောက်တည်းစကားပြောတာအဲ့ဒီအတန်းကိုအမှတ်တမဲ့နဲ့ဘယ်သူကြားလိုက်တုံးဆိုတော့ကောသလမင်းကြီးရဲ့သမီးတော်သူမနာဆိုတဲ့မင်းသမီးလေးကမောင်လေးဘယ်လိုများနေတုံးလို့လာပြီးတော့ကြည့်တဲ့အချိန်လေးမှာစကားပြောနေတာကိုကြားလို့တအံ့တော်မြတ်စွာဘုရားကိုသွားလျှောက်တယ်ဆိုတာရှိတယ်ဟုတ်ကဲ့သူလျှောက်တာကဒါနကောင်းမှုရှိသူနဲ့မရှိသူဘယ်လိုခြားနာတယ်လဲဆိုတဲ့မေခွန်းနဲ့မြတ်စွာဘုရားကိုလျှောက်တော့မြတ်စွာဘုရားကခြားနာတဲ့အကြောင်းတွေကိုဟောပြတာအေးဒါကြောင့်မို့လို့ဒါနကောင်းမှုဆိုတော့လုံးเสียမလိုဘူးဆိုတဲ့စကားကိုကြားပြီးဒါနကတန်တရားရှိတယ်ဆိုတာကိုကြားပြီးတန်တရားရှိမှကြောက်လို့ဒါနကောင်းမှုမလုပ်တဲ့ပုဂ္ဂိုလ်ဟာဖြစ်လျက်ဘဝမှာဆင်းရဲမွဲတေပြီးတော့နှိမ့်ကြတဲ့ဘဝရောက်မှာပဲအကောင်းမဆုံးဘူးဆိုတာဖြစ်လိမ့်မယ်ဟုတ်ကဲ့လားအေးဒါကြောင့်မို့လို့ကုသိုလ်ကောင်းမှုမှန်ရင်လှုပ်တဲ့လှုပ်ထိုက်တဲ့ကုသိုလ်ကောင်းမှုတွေအကုန်လုပ်ရမယ်ဒါကြောင့်မို့လို့ဒီကနေ့အကြောင်းစုံမှအကောင်းဆုံးပဲတဲ့ဒါလေးကိုရင်ထဲနှလုံးထဲမှာမှတ်ထားဖို့လှုပ်တဲ့လှုပ်ထိုက်တဲ့ကုသိုလ်မှန်သမျှအကုန်လုပ်ရမယ်မလုပ်ခဲ့လို့ရှိရင်နောက်ဘဝကျတော့ကိုမရတဲ့အခါမှာနောင်တပူပန်မှုဆိုတာလာရတယ်အခုကြည့်လေဒါနကောင်းမှုတူတူပြုခဲ့မယ်ဆိုသူလည်းမင်းသားငါလည်းမင်းသားမဖြစ်ပေဘူးလားဒါနကောင်းမှုမပြုခဲ့သည့်အတွက်ကြောင့်အရာရာနှိမ့်ကြတယ်သို့တော့ကမ္မထမ်းသမားပြီးသူကဓာတ်၄ပါးနဲ့ပြန်ပြောနေနော်အေးအကြောင်းဆောင်အောင်လုပ်ရဒါကြောင့်မို့လို့ကြည့်မြတ်စွာဘုရားရဲ့ခုံတော်တွေထဲမှာကြည့်ဝိဇ္ဇာစရဏတမ္ပန္နောဆိုတာဝိဇ္ဇာဆိုတဲ့အသိဉာဏ်နဲ့လည်းပြည့်စုံရမယ်စရဏလို့ဆိုတဲ့ကိုချင်းတရားတွေနဲ့လည်းပြည့်စုံရမယ်စရဏတရားမရှိဘဲနဲ့ဝိဇ္ဇာတရားတတ်တဲ့နဲ့လည်းမရစရဏတရားတတ်တဲ့နဲ့ဝိဇ္ဇာမပါဘဲနဲ့လည်းမရဘူးတဲ့နှစ်ခုစလုံးစုံရဥပမာဘာနဲ့တူတော့ဆိုလို့ရှိရင်ငှက်ကလေးတစ်ကောင်ကိုကြည့်လိုက်ငှက်ကလေးတစ်ကောင်မှာလှမ်းသွားဖို့ခြေထောက်ပါတယ်အဝေးကိုပြန်တန်းဖို့အတောင်ပါတယ်အစာစားဖို့နှုတ်သီးပါတယ်ဟုတ်ကဲ့လားကဲခြေထောက်မပါဘူးဆိုလို့ရှိရင်တစ်ပင်ပေါ်မှာ तू နားလို့ရမလားအတောင်မပါလို့ရှိရင်အစာစားဖို့အတွက်အသီးအနှံရှိတဲ့စီကို तू ပြန်လို့ရပါမလားနှုတ်သီးမပါလို့ရှိရင်အစာအနာနာရှိတော့လည်းပဲနှုတ်သီးမပါရင်စားလို့ရမလားအေးအဲ့ဒီသဘောပဲစရဏဆိုတာအတောင်နဲ့ခြေထောက်နဲ့အလားတန်တူတယ်တဲ့အစာရှိရာကိုပို့ပေးနှုတ်သီးကဝိဇ္ဇာနဲ့တူတယ်တဲ့ဒါကြောင့်မို့လို့ဝိဇ္ဇာလည်းရှိရမယ်စရဏလည်းရှိရမယ်လို့ဒီလိုပြောတာနော်
Era a John Sonave. A gay a John Masomu solution, a council mamma hopu. There you go. The gaggle singing don't that beat up. She then alone and Madatabu lo at. Together Madatabu ya. Puramyasa Guru and Hojaro Mugere, Totan de Degani, Tono Bido, a Piopian. In Godra Nikema, Yasabia Hota Totan, Nakushi. The Kuga Kula Totan, the Kuga Diwada Totan Nakushi. Kula Done Diwada Togo, Chimesun. To a chown net, to a Joe. A chown net a Joha. Di Joe Login, Di Chonga, Shigo Shia. Masilusin, Di Joma by Di Jo Yama Mofu, no? Tajamulo Saya, a chown the Adi, Sibu Atopu Loade. Ubamariku Biojaya, Kula Todan, Yasavia Hotarashi. Yandangariga Mimiru ne Ingo Jualare. Pinlube Jualara Pisi. Tubadu Aloleo. Kudagaramamu Yenilo Jualara Pisi. Buravada Winnie Ingo Yandangari Juala Lishide, Mimiru Gugure Yandangari Juala. Erelu Jualare Kama. A John de Yari. Pipola Bondiri Jobia, Yasavia Hotter. Eri Yandangari, Juala de Kama. Ingu Juala later net of Janet. Sitega doing Tanga Juala de Lutsuria, Sitega Chinu Dore Kashinaine. How can Sitema Chinu Dore or Serori Jualare, to Tangari Jualare, Sitema Chinu Do. Amyera no Jinujima Jinuma. Digoro Balola Ron, Shoka Show Netsuna, Mule Pitching Umame. Hogala. E Jola Lu Satema Jinubi Sura. Eri Jinumu Lego, Yasa Yaga, Teka, Tawodanika, Pedibra Kudu. Satema Jinu later. Napigu, Pissy 9, Napima, Pissy 9, Kudu the Mube, Talia. Eri Sate Chinuyong Lene. This Kuduliga, a Jubilee Lucian, Dibogo, and Nabima Chenai to Luhora, no? A John the Kuna to Pison Davi. A Sate Chinuyong Nemagao. In Joana de Tangari, Chavapea, Kiuju Sure, Leo Chide, Shikore, Nia Bede, Melula. E Jala de Tangao, Kiuju Sure, Leo Chimu, Shikore, Nia Tangin Bede, look. Era Gudo de Mure. Eri Gudo got Joe baby solution. Pilia, Wama. A tetanjade, a muma, Luciare. A yatema, a tetanjade, a mew, Octanjade, a muse, or she did a oh. Lujen to women, a yatema. Octanza, Tamakare, Lumio, she did a hogan. Yamanangama. Caste system low core, Saquechare, Sanimeshido. Take Medida we met, who a near the Horoja Lucian. Take Quebia Chanare. Durirema, Samian, Sunday Sura, Miran Quechara. Sunday Sura Bogoriga. Turone, Pedugama, Pitu Sasanimalohu. Turugo Damabe, Linaga Nevido. Turu Kanagoani Taila lay down my way a timacam. Untouchable, Matia Macayare Luzamio Solo. Sasuja, Sean Quenya, Lugama Matimacan. Yenny Papa Pime Mamma allowed with that drew kindly. Hogan Dignake Mabe Enia Nangamashide, Sunday. Edelu, a muma, Dwabi, Lucia that day, Daddy Malloy. Oh, Yandangari Jualare Kamaki Josore Shiku Wachare near Tangin Bedesun, Edibogo, Apsilia, Wama, Sunday, so Outdanjare, and you of Chibude.
ဥစ္စာကုလိနသံဝတ္တနိကပฏิပဒါလူတကာကအလေးထားပြီးတော့ဆက်ဆံမော်ကြည့်ရတဲ့အစစ်မြင့်တဲ့အမျိုးမှာလူဖြစ်ရတဲ့ကုသိုလ်မျိုးပါတဲ့ဒီကုသိုလ်မျိုးကြည့်နော်စိတ်แท้ကြည်နူးယုံနေမကဘူးလက်ဥချီရှိခိုးနေရထိုင်ခင်းပေးဆိုတာလုပ်ရမယ်ဟောနောက်တစ်ခုကြွလာတဲ့တန်ဃာတွေဘာလူရမလဲဘာကတ်ရမလဲဆိုတဲ့စိတ်แท้မှာလှူခြင်းတန်းခြင်းပေးကမ်းခြင်းနဲ့စိတ်ကလေးပေါ်လာတာလေးနဲ့တင်ပဲအဲ့ဒါလေးကကုသိုလ်လေးတစ်မျိုးပဲတဲ့ဘာကုသိုလ်တုံးလို့ဆိုလို့ရှိရင်အဲ့ဒီကုသိုလ်ကမဟေသက်ခသံဝတ္တနိကပฏิပဒါကုသိုလ်ဖြစ်လျက်ဘဝမှာတဲ့ဩဇာအာဏာရှိတယ်သူတကာကိုအုပ်ချုပ်ရတယ်အထက်ကနေရတယ်အဲ့ဒီကုသိုလ်မျိုးတဲ့မဟေသက်ခသံဝတ္တနိကပฏิပဒါကုသိုလ်အေးဘာလူရမလို့စဉ်းစားပြီးတော့တကယ်ပဲလှူလိုက်တယ်တန်းလိုက်တယ်အဲ့ဒါလို့လှူလိုက်တန်းလိုက်ပြီဆိုလို့ရှိရင်အဲ့ဒါကကုသိုလ်တစ်မျိုးဒါနကောင်းမှုဖြစ်သွားတော့အဲ့ဒါကမဟာဘောဂသံဝတ္တနိကပฏิပဒါကုသိုလ်တဲ့ဖြစ်လျက်ဘဝမှာစည်းစိမ်ဥစ္စာကျွယ်ဝခြင်းဆိုတဲ့အကျိုးတရားကိုဖြစ်ပေါ်စေတတ်တဲ့ကုသိုလ်မျိုးတဲ့တဖန်ယန္တာငါကြွလာတယ်ဆိုလို့ရှိရင်ဆွန်းလေးကပ်ပြီးတော့ပြီးသွားတာမဟုတ်ဘူးအနိနာမှာထိုင်ပြီးတော့အရှင်ဘုရားဩဝါဒတရားလေးချင်းမြင့်မအောင်တရားလေးတစ်ပုဒ်ချင်းမြင့်မအောင်ဆုံးမဩဝါဒလေးပေးပါအောင်တရားနာတယ်ကိုမသိတာလေးတွေမေးတယ်အဲ့ဒါလည်းကုသိုလ်တစ်မျိုးပဲတဲ့နော်အဲ့ဒါလို့မေးတဲ့ဉာဏ်နဲ့ပုဂ္ဂိုလ်ကမဟာပညာသံဝတ္တနိကပฏิပဒါကုသိုလ်မျိုးစီဘူးအထောက်အလုပ်တယ်ဖြစ်လျက်ဘဝမှာပညာကြီးတယ်ဉာဏ်ထက်တယ်ဆိုတဲ့ပုဂ္ဂိုလ်မျိုးဖြစ်လာတယ်ကဲအဲ့ဒီအကြောင်းတွေတချို့ကလေအလှူဒန်းလုပ်တာတော့မှပဲတရားမနာတော့ပါဘူးရေစက်မချတော့ပါဘူးဆိုတဲ့လူမျိုးတွေမရှိဘူးလားအေးအဲ့ဒီပုဂ္ဂိုလ်တွေကအကြောင်းမစုံဘူးလို့ပြောရမှာပဲလုပ်ပြီဆိုရင်အကြောင်းစုံအောင်လုပ်တဲ့နေအကြောင်းစုံမှအခုအကျိုးတွေစုံအောင်ရမယ်အကောင်းတွေစုံအောင်ရမယ်ဟုတ်ကဲ့လားစိတ်ကြည်နူးမှုကိုလည်းဖြစ်စေရမယ်ခီးဥကျိုးဆိုရှိခိုးဝါချနေရပေးမှုလည်းလုပ်ရမယ်လှူခြင်းတန်းခြင်းတဲ့စိတ်ကိုလည်းဖြစ်ရမယ်လှူလဲလှူရမယ်တရားလည်းနာရမယ်ဟောအဲ့ဒါမှသူ့အကြောင်းနဲ့သူ့အကျိုးကလေးတွေရတာတခုတည်းနဲ့ဒီအကြောင်းတွေဒီအကျိုးတွေ၅မျိုးစလုံးရပါမလားကြည်အကျိုးလေးတွေကောင်းတဲ့အကောင်းလေးတွေကဘာတော့ဆိုရင်ကောင်းရသူဂတိတို့နတ်ပြည်တို့ရောက်တာလဲကောင်းတာပဲအစဉ်တမ်းမြင့်တဲ့ဘဝကိုရတာလဲကောင်းတာပဲအမျိုးမြတ်တဲ့ဘဝရတာကောင်းတာပဲအမျိုးမြတ်တဲ့ဘဝမှာဩဇာအာဏာရှိတာလဲကောင်းတာပဲပစ္စည်းဥစ္စာကျွယ်ဝတာလဲကောင်းတာပဲပညာကြီးတာလဲကောင်းတာဟုတ်ကဲ့အကယ်၍သာတရားနာမှုမလုပ်ဘူးဆိုလို့ရှိရင်ပစ္စည်းဥစ္စာတော့ပေါ်ပါရဲ့အသိဉာဏ်မရှိဘူးဆိုတဲ့ပုဂ္ဂိုလ်မျိုးမဖြစ်ပေဘူးလားအေးအသိဉာဏ်မရှိဘူးဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာရှေးကကောင်းမှုကြောင့်ဘလောက်ပဲကြွယ်ဝချမ်းသာအသိဉာဏ်မရှိသည့်အတွက်ကြောင့်နောက်ဆုံးကဆုံးရှုံးပြီးတော့ပစ္စည်းဥစ္စာတွေဆုံးရှုံးပြီးနောက်ဆုံးကြတော့မွဲတည်ပြီးတော့သွားရတတ်တယ်တဲ့အသိဉာဏ်မရှိသည့်အတွက်ကြောင့်သုံးတဲ့နေရာမသုံးတဲ့နေရာမသိဘူးအသုံးလားအဖြုံလားခွဲခြားမသိတတ်ဘူးအဲ့ဒါလို့မသိသည့်အတွက်ကြောင့်မှားယွင်းနေပြုလုပ်ပြီးတော့ထိုပုဂ္ဂိုလ်ဟာနောက်ဆုံးမှဆင်းရဲဒုက္ခရောက်သွားတတ်သေးတယ်ပညာမရှိလို့ရှိရင်ဟုတ်ကဲ့ဒါကြောင့်မို့လို့အကောင်းတရားတွေကိုအစုံရခြင်းပြီဆိုရင်အကြောင်းတရားတွေကိုစုံအောင်လုပ်ပါလို့ဘုန်းကြီးတို့တွေမှတ်အောင်ဟောအဲ့ဒါလို့မဟုတ်ဘဲနဲ့ဟိုဟာဖြစ်မလုပ်ရဘူးဒါဖြစ်မလုပ်ရဘူးကုသိုလ်ကောင်းမှုဆိုတာမလုပ်ရတဲ့ကုသိုလ်ကောင်းမှုဆိုတာရှိပါမလားမရှိဘူးနော်အဲ့ဒါကိုတော့သိချာမှတ်ထားဘယ်သူပြောလို့မှနားမရအောင်နဲ့မလုပ်ကောင်းတဲ့ကုသိုလ်ဆိုတာမရှိဘူးနော်မလုပ်ကောင်းတဲ့ကုသိုလ်ဆိုတာမရှိဘူးမလုပ်ကောင်းတာဟာအကုသိုလ်ပဲဖြစ်တယ်အဲ့ဒီအကုသိုလ်ကြတော့မလုပ်ကောင်းမှုလို့မပြောဘဲနဲ့ဒါနကြတော့မလုပ်ကောင်းမှုလို့သမထမကျင့်ကောင်းမှုလို့ဒီလိုပြောတာဟာမမှန်ကန်ဘူးပေါ့ဟ
ဟုတ်ကဲ့မြတ်စွာဘုရားကိုယ်တိုင်ကအကုသိုလ်ကိုသာမလုပ်ရဘူးဟောတာကုသိုလ်မှန်သမျှလုပ်ရမှာပဲအကုသိုလ်ကသာတန်တရားကိုရှိစေတာအကုသိုလ်ကသာအပင်ငရဲကိုကြစေတာကုသိုလ်ကြောင့်အပင်ငရဲကြတယ်ဆိုတာဘယ်ဘုရားလက်ထက်မှလည်းမရှိဘူးဘယ်တော့မှလည်းမရှိမှာမဟုတ်ဘူးမြတ်စွာဘုရားကိုယ်တိုင်ကိုဟောထားတာအထာဏတုတ်ဆိုတာအထာဏဆိုတာမဖြစ်နိုင်ဘူးလို့ပြောတာမဖြစ်နိုင်ဘူး impossible ဘယ်တော့မှမဖြစ်နိုင်တဲ့ဟာဘယ်တော့မှမဖြစ်နိုင်ဘူးဆိုတာဘာပြောတာတော့ဆိုကာယဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်တွေကကောင်းကျိုးချမ်းသာပေးတယ်ဆိုတာဘယ်တော့မှမဖြစ်နိုင်ဘူးတဲ့ဟုတ်ကဲ့လားကာယဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်ဆိုတဲ့ဒုစရိုက်တရားတွေကအဆိုးကျိုးကိုပေးတယ်ဆိုတာလည်းဘယ်တော့မှမဖြစ်နိုင်ဘူးတဲ့ဒါပုံသေးကကြမှတ်ထားရမယ်ဟာအကုသိုလ်ကကောင်းကျိုးပေးတယ်ဆိုတာဘယ်တော့မှမရှိဘူးကုသိုလ်ကဆိုးကျိုးပေးတယ်ဆိုတာလည်းဘယ်တော့မှမရှိဘူးလို့ပုံသေးကကြမှတ်ထားဟုတ်ကဲ့ကြည့်တန်တရားရှိတာမရှိတာနဲ့ပတ်သက်လာလို့ရှိရင်မှတ်သားစရာလေးတစ်ခုပြောပြဒါနကောင်းမှုလုပ်ကြတာဖယားမပွင့်တဲ့ခေတ်ကာလမှာပိစိကဗုဒ္ဓတွေပွင့်ပေါ်လေးရှိတယ်အမျိုးကောင်းသားညီနောင်2ယောက်စီးပွားရေးလုပ်တဲ့အနေနဲ့ကြံခင်းကြီးတွေစိုက်ထားတယ်ကြံနေစိုက်ထားတယ်တနေ့ကျတော့ညီလုပ်တဲ့ပုဂ္ဂိုလ်ကကြံခင်းသွားပြီးတော့ကြံနေသွားကြည့်တယ်ကြည့်ရင်းကနေပြီးတော့ကြံ2ချောင်းခုတ်လာတယ်အဲ့ဒီခေတ်ကရှိတဲ့ကြံမျိုးကအခေါင်းကြံအခေါင်းမျိုးအဲ့ထဲမှာအရေပဲပါတယ်အခုခေတ်မှာလို့ကြံထဲမှာအဖတ်တွေမပါဘူးတဲ့အဲ့ဒီမျိုးတုံးသွားတာလည်းဖြစ်ချင်းဖြစ်မှာပေါ့နော်တခါတစ်ပင်နေပါတယ်ဆိုမျိုးတုံးသွားတာရှိတယ်လေတိရစ္ဆာန်တွေလည်းမျိုးတုံးသွားတာရှိတယ်အဲ့တော့အဲ့ဒီခေတ်တုန်းကကြံကအခေါင်းထဲမှာရေကြံရေကအပြည့်ခုခေတ်လိုကြံရေစက်နဲ့ကြံရေကျိတ်ဆက်နဲ့ကျိတ်เสียမလို့သူကကြံပင်ခုတ်ပြီးလို့ရှိရင်ခုတ်တဲ့အခါမှာအစစ်ခံပြီးတော့ခုတ်ရမှာခုတ်ပြီးပိတ်ရသွန်ချလိုက်တာနဲ့တပြိုင်တည်းရေဘူးတဲ့ကရေသွန်ထုတ်လိုက်တယ်လို့ပဲသူကကြံရေတွေထွက်လာတာညီလုံးတဲ့ပုဂ္ဂိုလ်ကကြံချောင်း2ချောင်းကြံပင်2ပင်ကိုအစစ်ခံခုတ်လို့ကြံရည်တွေမထွက်လောက်အောင်ထိတ်ကိုစီးပြီးတော့ကြံချောင်း2ချောင်းယူလာပြီးတဲ့အခါမှာလမ်းကြတော့ပိစိကဗုဒ္ဓတပါးနဲ့တွေ့တယ်ယူလာစဉ်ကသူကတစ်ချောင်းကတော့သူ့အတွက်ကြံတစ်ချောင်းကတော့သူ့အကိုအတွက်ဆိုပြီးတော့2ချောင်းယူလာလမ်းမှာပိစိကဗုဒ္ဓတွေ့တဲ့အခါကျတော့သူ့အတွက်ကြံချောင်းလူမဲသူပါလာတဲ့အဝတ်ကလေးခင်းလို့ပိစိကဗုဒ္ဓရဲ့တပိတ်ကိုယူပြီးစီးထားတဲ့အကြောင်းထိတ်ဝလေးကိုဖွင့်ပြီးတော့ပိစိကဗုဒ္ဓတပိတ်ထဲကိုကြံရည်တွေလောင်းထည့်လိုက်ပိစိကဗုဒ္ဓရှင်မြတ်ကအဲ့ဒီနားမှာပဲကြံရည်တွေဖုံးမေးတယ်တပိတ်ထဲကကြံရည်ဖုံးမေးပီတိတွေဖြစ်တာဖုံးမေးတာမြင်တော့ဝမ်းသာအားရဖြစ်ပြီးတော့ဆုတောင်းတယ်အရှင်ဘုရားတဲ့တပည့်တော်လူချမ်းသာနတ်ချမ်းသာပြမချမ်းသာတို့ခံစားရပြီးနောက်ဆုံးဘဝကြတော့အရှင်ဘုရားသိတဲ့တရားတို့တရားမြတ်ကိုသိရပါလို့ဤဘုရားတဲ့ဒါသူဆုတောင်းတာနော်သူဆုတောင်းတာလေးကိုကြည့်အရှင်ဘုရားတဲ့တပည့်တော်သည်လူချမ်းသာနတ်ချမ်းသာပြမချမ်းသာတို့ကိုခံစားရပြီးအဆုံးစွန်သောဘဝ၌အရှင်ဘုရားသိတဲ့တရားတို့တရားမြတ်ကိုသိပါရစေပါတဲ့အဲ့ဒါလို့ဆုတောင်းပြီးတော့သူဝမ်းသာအားရဖြစ်ပြီးတော့သူ့လက်ထဲပါတဲ့ကြံချောင်းကိုလည်းသူလှူခြင်းစိတ်ပေါက်ဒါပေမဲ့အဲ့ဒီကြံချောင်းကသူပိုင်တာမဟုတ်ဘူးသူ့ကိုယ်အတွက်ယူလာတာသို့တော်လည်းသူစိတ်ကူးလိုက်တယ်ပိစိကဗုဒ္ဓကိုလှူလိုက်မယ်ငါအကူကြီးကပတ်စံတောင်းရင်လည်းကြံဘိုးပေးလိုက်မယ်ပေါ့ဆိုပြီးတော့သူ့ကိုယ်အတွက်ယူလာတဲ့ကြံချောင်းကိုလည်းဖွင့်ပြီးတော့ပိစိကဗုဒ္ဓတပိတ်ထဲလောင်းလိုက်တော့ပိစိကဗုဒ္ဓရှင်မြတ်ကအဲ့ဒီကြံချောင်းကိုတော့ကြံရည်ကိုတော့သူမဖုံးမေးဘူးတခြားပိစိကဗုဒ္ဓတွေနဲ့
ခွဲဝေပြီးတော့ဖုံးမိမယ်ဆိုပြီးတော့တပိတ်နဲ့ပွေပြီးတော့ကောင်းကင်ကြွသွားတယ်ကျန်တဲ့ပိစိကဗုဒ္ဓတွေကိုလှူးနေတာပါသူကမြင်ရတယ်ဝမ်းသာလိုက်တာအိမ်ပြန်ရောက်အကူလှုပ်တဲ့သူကမေးတယ်မင်းဘယ်ကပြန်လာတော့ဟာကျွန်တော်ကြံကင်းကပြန်လာမင်းတို့လူကြံကင်းသွားတာအလကားပါကွာကြံချောင်းလေးတစ်ချောင်းတစ်ချောင်းမှယူမလာခဲ့ဘူးလို့အကူကြီးကပြစ်တင်တော့မဟုတ်ဘူးကိုကြီးကျွန်တော်အကူအတွက်တစ်ချောင်းကျွန်တော်အတွက်တစ်ချောင်းယူလာတယ်လမ်းမှာပိစိကဗုဒ္ဓရှင်မြတ်တွေ့လို့ကျွန်တော်ကြံချောင်းကိုလှူလိုက်တယ်ပိစိကဗုဒ္ဓကဖုံးပေးတယ်ဝမ်းသာလုံးလို့အကိုအတွက်ယူလာတဲ့ကြံချောင်းကိုလည်းလှူလိုက်တယ်အကိုပတ်ဆံလို့ချင်းပေးမယ်ဆိုတော့အကိုကြီးကပြောတယ်အေးငါကြံချောင်းတဲကကြံရည်လှူတော့ပိစိကဗုဒ္ဓရှင်မြတ်ကဘာလုပ်လဲဟာအကိုကြံချောင်းကကြံရည်တွေကိုတော့ယူပြီးတော့တခြားပိစိကဗုဒ္ဓတွေတဆင့်လှူတာကိုတွေ့ရတယ်လို့ဆိုအကိုကြီးလှုပ်တဲ့လူကဝမ်းသာလိုက်တာသူကိုယ်တိုင်လှူတာမဟုတ်ဘူးနော်ဝမ်းသာပြီးတော့သူကဘာလုပ်တော့ဆိုရင်ပိစိကဗုဒ္ဓရှင်မြတ်တွေသိတဲ့တရားဓုတရားမြတ်ကိုသိရပါလို့ဤလို့စုပန်လိုက်တယ်ဒီကောင်းမှုကြောင့်ကဲညီစုပန်တာနဲ့အကိုကြီးစုပန်တာတူမတူညီလှုပ်တဲ့ပုဂ္ဂိုလ်ဟာစုပန်တာလူချမ်းသာနတ်ချမ်းသာဗြဟ္မာချမ်းသာကိုခံစားပြီးနေအဆုံးစွန်သောဘဝ၌အရှင်ဘုရားသိတဲ့တရားဓုတရားမြတ်ကိုသိရပါလို့ဤလို့ဆုတောင်းလိုက်တာကြည်လူချမ်းသာနတ်ချမ်းသာဗြဟ္မာချမ်းသာတို့ခံစားပြီးလင်းဆိုကြတဲ့သူကတဏှာပါမနေဘူးလားအဲ့ဒီတဏှာကြောင့်အဲ့ဒီညီလှုပ်တဲ့ပုဂ္ဂိုလ်ဟာတန်တရားဖေထိအောင်လဲသွားတော့ဆိုဂေါတမမြတ်စွာဘုရားလက်ထက်ထိရောက်လာဇောတိကတထေဖြစ်ပြီးတော့မှကျွတ်တရားရသွားတယ်ဇောတိကတထေကြီးဆိုတာကြားဘူးတယ်နော်အရင်တော့ကကြံကင်းစိုက်စားတဲ့လူတယောက်ပဲအဲ့ဒီတော့ကကုသိုလ်ကောင်းမှုလုပ်ပြီးတော့သူဆူတောင်းလိုက်တာသူဆူတောင်းကြောင့်တန်တရားရှေးလာလိုက်တာဂေါတမမြတ်စွာဘုရားလက်ထက်ကျမှသူကျွတ်တယ်ပေါ့အကိုလုံးတဲ့ပုဂ္ဂိုလ်ကြတော့မဟုတ်ဘူးပိစိကဗုဒ္ဓရှင်မြတ်တွေသိတဲ့တရားဓုတရားမြတ်သိရပါလို့ဤချမ်းသာဒုက္ခခံစားလို့တဲ့စိတ်သူမပါမပါသည့်အတွက်ကြောင့်နောက်ဘဝမှာလူဖြစ်လိုက်တာနဲ့သူကဖျားပွင့်တာနဲ့ကျုံတရားနာယန္တာဖြစ်သွားတယ်အစုံကြီးယန္တာဖြစ်ပြီးဒုတိယဘဝမှာပဲအကျွတ်တရားရသွားတယ်ဟုတ်ကဲ့လားအဲ့ဒါဒါနကတန်တရားရှည်တာမဟုတ်ဘူးတဏှာကတန်တရားကိုရှည်စေတာတဲ့ဒါကိုခွဲခွဲခြားခြားသိဖို့လိုအပ်တယ်ပေါ့အေးတန်တရားရှည်မှာကြောက်ပြီးတော့ဒါနကောင်းမှုမလုပ်ဖဲနေလို့ရှိရင်ဆင်းရဲတဲ့အကျိုးတွေတွေ့မှာပဲကောင်းပြီအကြောင်းစုံမှအကောင်းစုံမှာမို့ကုသိုလ်ကောင်းမှုမှန်သမျှလုပ်ကိုလုပ်ရမယ်သမထလည်းလုပ်ရမှာသမထလို့ဆိုလိုက်တာနဲ့ဗမာပြည်မှာပြောနေတဲ့ပရိစိတ်ဓာတို့ဟုတ်လားအဲ့ဒါမျိုးတွေကိုဆိုလိုတာမဟုတ်ဘူးစနစ်တကျကျင့်တဲ့သမထကျင့်စဉ်ဘုရားဟောတဲ့သမထကျင့်စဉ်တွေကိုပြောတာနော်သမထဆိုတဲ့နာမည်အောက်မှာဟိုဟာလောက်တာလောက်တွေလည်းရှိသေးတာပေါ့သမထဆိုပြီးတော့တခြားကျင့်နေကျင့်နေတာလည်းရှိဘုရားကုံတော်ပွားတာဗုဒ္ဓနုတ္တိဒါစနစ်တကျကျင့်ရင်သမထကျင့်စဉ်တစ်ခုပဲအေးသမထကျင့်စဉ်ဆိုတာသမထကမ္မထံ40မြတ်စွာဘုရားဟောထားတာအဲ့ဒီ40နဲ့ကျင့်တဲ့သမာဓိလုပ်ငန်းကျင့်စဉ်တွေမှန်သမျှသမထကျင့်စဉ်တွေပဲဘုရားမြတ်စွာလက်ထက်တော်ခါကာလတုန်းကသမထကျင့်ကိုကျင့်ပြီးတော့မှဝိပဿနာခုပြီးတော့ယန္တာဖြစ်တဲ့ပုဂ္ဂိုလ်ကများတယ်နောက်ပိုင်းရောက်လာတဲ့အခါကျတော့သမထကိုမကျင့်တော့ဘဲနဲ့ဝိပဿနာတက်တက်ကျင့်သွားတာတွေလည်းရှိတယ်ပညာဝိမု ക്ത ပုဂ္ဂိုလ်လို့ခေါ်တယ်ဟုတ်ကဲ့သို့သောသမထကျင့်ပြီးတော့သမထရောဝိပဿနာရောဆွဲဆောင်ရတဲ့ပုဂ္ဂိုလ်တွေကပို့ပြီးတော့ထူးချွန်တယ်ရှင်သာရိပုတ္တရာတို့ဆွဲဆောင်ရပုဂ္ဂိုလ်တွေပဲရှင်မောက္ကလန်တို့ဆွဲဆောင်ရပုဂ္ဂိုလ်တွေပဲသမထလည်းကျင့်တယ်ဝိပဿနာလည်းကျင့်တယ်ဘက်စုံအေးတခုတည်းဆိုလို့ရှိရင်ဘက်မစုံဘူးပေါ့အကြောင်းမစုံရင်အကောင်းဆုံးမလားတချို့ယဟန္တာတွေကယဟန္တာတော့ဖြစ်ပါရဲ့မြေရှိုးမိုးပြန်တကိုးဆန်ဆိုတာသူတို့မှမရှိဘူးတဲ့ဘာဖြစ်လို့တော့သမထကျင့်စဉ်မကျင့်လို့သမထကျင့်စဉ်မကျင့်ရင်
Eri Sanchanda Kanzana Mushivamla Mashivu Tajamulu Sanchanda Sura Data Rama Duka Vihara Yamabwama Chanyanda Niluya Chindakube Tajamu Council no a Johnson on Loja Lame Devada Doma Yasavia Hotabo Niuke Chichaya Ondo Devada Doma Yandangari ne Puravada went to Rosine, Yandangari ne Patabi or Hotare Taku. A good Diawaji Chimpa Biro. Diana in Elepatet. Poido de Atainda Taku, Blossom on Loa Male. Kami Konalowe Yandangari Mimiro A, Domo Mimiro Tan Jualavi Soloshi. Lodena Namadega Kiuju Soame Tagudo the Kube, Hogan Kiuju Soyo Mesure Chana Baraguma Malovu Solution Kiuju Sore Kudoli the Muve Yame, the Ajangli the Kudi Lodi Dwajang, a Kawa did the Kube Pim Chana Rimiana Hogan Yandangari Chuala de Kama Kiuju Sugeja de Bogori Tira Kajaro, Kiuju Sure Kudu Kamujang, Napi Yautwaja. Tikudu Galine de Me Napia Reka, Mapi Masonet Nabwa Yaubiro. Through Satema, Machimanati Pia. Janari Malokadi Beja. Tumiane Shenlide Kama Eri Nadi, Mapi Masum Shija. Satema. Dubois Ninja look say to him, none not change like the Calamaduli. Luya Lujan Neka do yella. Cookie solution, top 10 rally. Hagala. Take dance hair, you like the Kama. Take dance hair out him, Mabaus in the Ninja Torabo. Mahula. Pina Yeda one nice and beat a chile vessel, detail, the Johnny Lady. Top 10 Emma when their solution to go like Museum, Mibare Lego Museum. Hogan Jaguatema level top 10 Chanara, the Jaguatema, Chana don't do say how you like me. Top 10 Emma Parelu, Shidalu, Mabarelu, Puam Yam Mabarelu Amyade. Captain Tadelu, top 10 you like me. So you Pina Tadelu, Nematadelu, Yam. Oh, Chandare Lule top 10 and Mabare Lugamyade, Pinya by Sayale top 10 and Mabare Lugamyade. Ke a chola, you like a top 10 Pare Lune Mabare Lugamyade. A Saza Yayaha, nice in Gila solution. Top 10 and Mawemu solution, the Nature Lupiolumyaula. Yare. Eda Babylone, a Jomasongelu, a Comasone, look to Lupioa. Kekomi, Divida Doma, Yasovia, a chess hedge. Lower me chess hedge, what are I see there? Never take a Yandangari Nepataviro. Joalare solution. Never take you just so I may. Taga Chonda Kube. Kona Biora look you solution, Chilia Wama, a mumia de Boapite, Hogan Namandiga Shiko Wacha Ek you were so the Shimko solution, Jomas of Lewe Namadunga Valoa, Shiko Bido, near Tangin Pia made Takulo me, Kulude Kesaribo. Yandangari dele di daimeli, Kure Chide Sierra Iba Joalare, Tijuaji Boko Joalare, Namati Kiuju Suame, Namani Shikoame, Namado, near Tangin Pia. Hogan Talogo Loare Kesaribe, Taria Aloha, Kuduri Chibe, Namanjin da Gudumo Gulu Ting on Tinyaleme, no? Yes of Yada, Loden Lotate Guduri. Come in near Tangin Baby of Baloa. Go son in the Mia, go yet to not in a. So that the Liosa.
ခွဲချမ်းဝေဖန်လှူဒန်းမှုကိုပြုရမယ်ဒါတော့ဘုရားဘာသာဝင်မြန်မာလူမျိုးတွေဖို့ကတော့ဒီဟာတော့ရှိတယ်လို့ပြောကြအိမ်ရောက်လာတယ်ဆိုစုကြုံနေမြင့်မရွေးအခမ်းနဲ့ကျွေးမွေးတယ်လှူဒန်းကြတယ်ဒါကတော့ရှိကြတယ်ဟုတ်ကဲ့လားအဲ့ဒါမျိုးလုံးဝမယ်တဲ့အဲ့ဒါမျိုးမလုံနိုင်တာလည်းပဲရှိခဲ့ဘူးတယ်ဒီမှာတော့မဟုတ်ဘူးမှတ်တမ်းမရှိလို့လည်းဖြစ်ချင်းဖြစ်မှာပေါ့ဝိသုဒ္ဓိမဲ့ထဲမှာမှတ်တမ်းတစ်ခုပုံမြင်ကလေးလို့ရေးထားတာလေးတစ်ခုရှိတယ်အဲ့ဒါတော့ယဟန်တန်ဃာတွေနဲ့ပတ်သက်တဲ့ပုံမြင်ကလေးတစ်ခုပါအိမ်တဲ့အိမ်ကိုယဟန်တစ်ပါးကြွလာတယ်ဆွမ်းခံယဟန်တစ်ပါးကြွလာတယ်ကြွလာတဲ့အခါကျတော့အဲ့ဒီအိမ်ရှင်မကကိုတော်ကအိမ်ပေါ်ကြွလာတယ်မလှူလဲမကောင်းဘူးဆိုတော့ဘာပြောတော့ဆိုဆံအိုးတယ်လေဆံတွေကကုန်းနေတယ်ဆံဘုန်းကြီးကလည်းကြွလာတယ်အိမ်မှာထမင်းနဲ့မချက်ရသေးဘူးညည်းညူပြီးတော့ပြောပြီးအိမ်ပြင်ထွက်သွားတဲ့နော်အိမ်မှာချက်စရာလည်းမရှိဘူးဘာမှအစင်သင်းမရှိဘူးပေါ့ရှိရင်တော့လောင်းမှာပေါ့အခုတော့ဘာမှမရှိတော့မလောင်းနိုင်ဘူးပေါ့အဲ့ဒီလိုညည်းညူပြီးတော့ဆံသွားရှာတဲ့အောင်နဲ့တခြားအိမ်ကိုထွက်သွားတယ်ထွက်သွားတော့ဘုန်းကြီးကလည်းဘုန်းကြီးအပါပဲမိဖို့ကြောင့်ဝင်ကြည့်ဟိုအိုးလန်ဒီအိုးလန်တွေ့တော့ဆံနေသွားတွေ့နော်ဆံတောင်းတဲ့ကဆံပုံးတဲ့ကဆံနေသွားတွေ့ဆံနေမကဘူးထောင်မွေးမှာထောင်ထားတဲ့ကြံကြောင်းကြီးတစ်ခုလည်းသူတွေ့ကြောင်အိမ်လေးမှာဆွဲထားတဲ့ငါ6ပြားကြီးလည်းတွေ့သေးတယ်သူကကြောင်အိမ်ထဲမှာထည့်ထားတဲ့ထညက်ခဲကြီးလည်းမြင်ခဲ့သေးတယ်အဲ့ဒါနဲ့ဟိုတက္ကမကြီးကတော့ညည်းညူပြီးအိမ်မှာဘာမှမရှိဘူးဆိုဆင်းသွားတယ်အပြင်သွားပြီးရှာတဲ့အောင်ပေါ့ဆင်းသွားပြီးတော့ပြန်ရောက်လာတယ်ကိုတော်ကလည်းအိမ်နေမပြက်အိမ်ဥကမှာထိုင်နေတယ်ထိုင်နေတဲ့အခါတက္ကမကြီးကဘာပြောပြန်တော့ဆိုတော့ဘယ်သူစီမှလည်းဆန်သွားချိလို့မရဘူးချိန်မီဆန်လည်းမချက်နိုင်ဘူးပေါ့ဒီကိုတော်ကြားအောင်ပြောတော့အဲ့ဒီကိုတော်ကဘာပြောတော့ဆိုဒီကမကြီးတဲ့ကျုပ်လည်းကြောင်းကထွက်ကြတဲ့ကံမကောင်းဘူးဗျာတဲ့ကျုပ်လည်းကံမကောင်းဘူးတဲ့လမ်းမှာမွေကြီးတစ်ကောင်တွေ့တယ်အဲ့မွေကြီးကဟောထောင်းမှထောင်ထားတဲ့ကြံကြောင်းကြီးလောက်ရှိတယ်မိဖို့ကြောင့်နဲ့ထောင်ထားတဲ့ကြံကြောင်းကြီးလောက်ရှိတယ်အဲ့ဒါနဲ့မွေကြီးကိုကြောက်လို့ကိုယ်စီလာမှာကြောက်လို့ဒီခဲနဲ့ကောက်ပြီးတော့ပေါက်ဖို့ခဲရှာလိုက်တဲ့အခါကျတော့ဟိုကြောင်ရင်တွေကထညက်ခဲကြီးလောက်ရှိတဲ့ခဲကြီးတွေ့တယ်ဗျအဲ့ဒါကြီးနဲ့ကောက်ပြီးတော့ထူလိုက်တဲ့အခါမွေကြီးကတခါတည်းစိတ်ဆိုးပြီးတော့ဗဇက်ကြီးဖြဲပြတော့မွေဆွဲတွေကဟုတ်ဆန်အိုးတွေကဆန်စီလေးတွေလိုပဲဖွေးလို့ပြီးတဲ့ခါကြံသေးတယ်မွေကြီးကစိတ်ဆိုးမှန်ဆိုးနဲ့တခါတည်းအစိတ်တွေထုတ်လိုက်တာဟိုထောပတ်အိုးတွေကထောပတ်တွေလိုပဲတဲ့သူကအကုန်ကြည့်ထားတာအဲ့လိုပြောလိုက်တဲ့အခါဟိုတက္ကမကြီးကဒီကိုတော့လိန်လို့မရတော့ဘူးဆိုပြီးတော့ဆန်တောင်းတဲ့ကဆန်လေးယူချက်ထောပတ်ဆုံးကလေးချက်ကြံကြောင်းလေးဖြတ်တပိတ်ပေါ်တင်းထညက်ခဲလေးနဲ့ဆုံးကလိုက်ရတဲ့ဟုတ်ကဲ့ရေးထားတာကတော့တန်ဃာတော်တွေဟာအဲ့ဒါလို့မလုံသင့်ဘူးပစ္စည်းလေးပါးနဲ့ပတ်သက်ပြီးမလုံသင့်ဘူးဆိုတာနဲ့ပတ်သက်ပြီးရေးထားတာသို့တော့အဲ့ဒါမျိုးလည်းရှိတတ်တယ်တရားဓမ္မတွေဘက်ကဒါပါတော့ဆိုယထာတတ္တိယထာပလံတံဝိပစိမကိုရှိတဲ့စွမ်းအားရှိသလောက်ခွဲဝေပေးမယ်ဆိုတဲ့လှူဒန်းမယ်ဆိုတဲ့စိတ်ဓာတ်မျိုးမွေးရမယ်တဲ့မြတ်စွာဘုရားကဟုတ်ကဲ့လားကိုခွန်အားအလျောက်ကိုတတ်နိုင်တဲ့လောက်လေးကိုထဲကကိုစားတဲ့ထဲကတလုံးတစ်စုပ်ခွဲပြီးတော့လှူတာမျိုးလုပ်ရမယ်တဲ့ဒါနံပါတ်၄ကလှူဒန်းပြီးဆိုရင်ဘာလုပ်ရမလို့မြတ်စွာဘုရားကနံပါတ်5ကြတော့တရားနာဖို့ရာအတွက်ယဟန်တန်ကအနီးမှာချင်းကပ်ရမယ်ဒီအဆင့်ကြတော့လှုပ်တဲ့လူအလွန်ရှားသွားပြီဟုတ်ကဲ့လားဘုန်းကြီးကလည်းအိမ်ရောက်လာရင်အရာစကားပြောပြီးသွားတာတရားဓမ္မကလည်းတောကြောင်အရာကြောင်တွေပြောပြီးသွားကြတရားနာဖို့ဆိုတာတော်တော်လေးခက်တာနော်
အဲ့တော့တရားဓမ္မနာယူဖို့ရယဟန်တန်ခါနာစိတ်ကပ်ပြီးတော့ရှင်ဗျာဆုံးမဩဝါဒလေးရောက်တဲ့ရောက်ခိုက်တပည့်တော်တို့တရားလေးတစ်ပုဒ်လောက်တို့တုတ်လေးဟောပါအောင်ဗျာတရားနာဖို့အနိနာချင်းကပ်ရမယ်တဲ့အေးယဟန်တော်ကတရားဟောပြီဆိုလို့ရှိရင်ဩဟိတသောတောဓမ္မံသူနေညာဆိုင်ပြီးတော့ဟောသမျှတရားကိုမှတ်မှတ်သားသားနာရမယ်ကဲကြည့်အခုလိုတရားပွဲရောက်တဲ့အခါကျတော့ကြည့်ဒါတရားပွဲနဲ့လည်းဆိုင်းလာပြန်တယ်တရားနာပြီဆိုရင်ဩဟိတသောတောဂယုတစိုက်နားဆိုင်ပြီးတော့ထောင်ဖို့လိုအပ်တယ်တဲ့နော်ဂယုတစိုက်ထောင်ရမယ်ဟောတဲ့တရားတွေတစ်လုံးမှမလွတ်ရအောင်နားဆိုင်ပြီးတော့ထောင်ရမယ်အေးနားထောင်ပြီးတော့ဘာလုပ်ရမလဲလို့ဆိုရင်အဲ့ဒီတရားကိုမှတ်မှတ်သားသားရင်ထဲနှလုံးထဲမှာမှတ်သားထားရမယ်မမှတ်မိနိုင်ရင်လည်းစာအုပ်လေးနဲ့ဘောပင်လေးနဲ့မှတ်တယ်ပေါ့တရားနာထားတဲ့တရားလေးတွေကိုမှတ်မှတ်သားသားမှတ်ထားရမယ်တဲ့မှတ်သားထားပြီးတဲ့အခါကျတော့နံပါတ်၈ကမှတ်သားထားတဲ့တရားတွေကိုအ내အဓိပ္ပာယ်ဆင်ခြင်စဉ်းစားရမယ်အ내အဓိပ္ပာယ်ဆိုတာလက်တွေ့ဘယ်လိုကျင့်သုံးရမလဲဆိုတာဆင်ခြင်စဉ်းစားကြည့်ရမယ်နားလည်အောင်အဓိပ္ပာယ်နားလည်အောင်ကြိုးစားရမယ်လို့ဒီလိုဆိုလို့နောက်ဆုံးနံပါတ်9ကအဓိပ္ပာယ်နားလည်ပြီးတဲ့အခါမှာအဲ့ဒီအတိုင်းလက်တွေ့ကျင့်သုံးရမယ်9ချက်ရှိတယ်ဟုတ်ကဲ့လားအဲ့ဒီကြမှာလမ်းဆုံးတယ်အဲ့ဒီကြမှာလမ်းဆုံးတယ်အေးတချို့ကနံပါတ်1တို့ဆိုရဲခီးဥကျဆိုမှုတော့လုပ်တယ်ကျန်တာတွေမလုပ်ဘူးဟောမပြည့်စုံတဲ့ဘဝတစ်ခုရရှိကြတယ်အေးတချို့ကခီးဥလဲကျဆိုပါရဲ့ရှ िख ိုးဝချမှုဆိုတာလဲပြုပါရဲ့နှစ်ခုတော့လုပ်တယ်ကျန်တာတွေမလုပ်ဘူးဆိုရင်မပြည့်စုံတဲ့ဘဝတစ်ခုရောက်ပြန်အကောင်းတွေမစုံရဘူးအေးတချို့က3ခုလုပ်တယ်ခီးဥကျဆိုတယ်ရှ िख ိုးဝချတယ်နေရာထိုင်ခင်းပေးတယ်ကျန်တာတွေမလုပ်ဘူးမပြည့်စုံဘူးအေးတချို့ကခီးဥကျဆိုတယ်ရှ िख ိုးဝချတယ်နေရာထိုင်ခင်းပေးတယ်ရှိတာလေးခွဲခြားလှူတယ်ဆိုတဲ့၄မျိုးထိအောင်လုပ်တယ်ကျန်တာတွေမလုပ်ဘူးသူလည်းမပြည့်စုံဘူးတဲ့အေးတချို့ကြတော့အဲ့ဒီ၄မျိုးအပြင်ဘာထက်လုပ်တော့ဆိုရင်တရားနာဖို့ရာအတွက်အနိနာမှာတော့ထိုင်နေပါရဲ့တရားကိုတော့နားဆိုင်ပြီးမထောင်ဘူးဆိုတာတွေနားဆောက်ထိုင်မှုဆိုတာတွေကိုတော့မလုပ်ဘူးတဲ့ဟောသူလည်းမပြည့်စုံဘူးအေးတချို့ကတော့တရားနာတော့ကတော့မှတ်မှတ်သားသားနားဆိုင်ပြီးတော့ထောင်ပါရဲ့နားထောင်ပြီးတာနဲ့တပြိုင်နက်တရားပွဲကထပြန်သို့မဟုတ်တရားနာတဲ့နေရာကထပြန်သွားတာနဲ့တပြိုင်နက်ဘာတစ်ခုမှမကြံတော့ဘူးမှတ်သားထားတာတစ်ခုမှမရှိဘူးအိမ်ပြန်ရောက်တာနဲ့အကုန်မေ့ဟုတ်ကဲ့လားအဲ့ဒါမျိုးဆိုလို့ရှိရင်လည်းမပြည့်စုံဘူးတဲ့အေးတချို့ကမှလည်းမှတ်သားထားတယ်သို့တော့မှတ်ယုံပဲမှတ်ထားတယ်အ내အဓိပ္ပာယ်တွေကိုမစဉ်းစားဘူးတဲ့ဆိုလိုရင်းအဓိပ္ပာယ်တွေကိုမစဉ်းစားဘူးအေးတချို့ကြတော့ဆိုလိုရင်းအဓိပ္ပာယ်လည်းသိပါတယ်စဉ်းစားတယ်တရားလာတဲ့အတိုင်းကျင့်သုံးမှုကြတော့မပြုဘူးဟောမပြည့်စုံတာလေးပေါ့ပြည့်စုံဖို့ဆိုတာ9မျိုးလုံးလုံးမှပြည့်စုံမယ်ဒီအကြောင်းကိုဒေဝတာတုတ်ထဲမှာဟောထားတာရှိတယ်တခုသောညတန်းကောင်ကြော်တဲ့အချိန်ကောင်းကင်ဘုံကနတ်တွေကအာဂတထနတ်ခေါ်တာပေါ့အဲ့ဒီကောင်းကင်ဘုံကနတ်တွေကမြတ်စွာဘုရားကိုဖူးမြော်ဖို့တရားနာဖို့ဆိုတာလာတဲ့အချိန်တကောင်ကြော်မှလာလေးရှိကြတယ်တကောင်အတွင်းမလာဘူးလူတွေတိတ်ဆိတ်ပြီးအိတ်ကုန်ပြီဆိုတဲ့အချိန်ကျမှနတ်တွေကလာကြတယ်နတ်တွေကလူတွေစီလာဖို့ရအတော်ကြိုးစားပြီးတော့လာကြဘာဖြစ်လို့တော့ဆိုရင်လူတွေရဲ့အနံ့အသက်သူတို့နှာခေါင်းနဲ့မရင်ဘူး
ဘုန်းကြီးတို့တွေတိရစ္ဆာန်ယုံသွားတဲ့အခါကျတော့ကြားနန့်ချင်းသေးနန့်နေမြောက်နန့်နေရင်းရလားနန့်နေမဟုတ်လားတခါတလေအိမ်မွေးထားတဲ့ခွေးတောင်ခွေးရဲ့အနံ့နန့်နေလေအဲ့တော့လူတွေရဲ့အနံ့ကိုလေနတ်တွေကမခံနိုင်ဘူးတဲ့မခံနိုင်တဲ့အတွက်ကြောင့်လူပြေလာတဲ့အခါကျတော့မျက်တဖုံးတက်ပြီးတော့လာသလားတော့မသိဘူးနှာခေါင်းပိတ်လာရမယ်ထင်တယ်တကောင်ကြော်မှလူတွေတိတ်ဆိတ်အိပ်ပြီးတော့နေတယ်ဆိုလို့ရှိရင်လူတွေလှုပ်ရှားမှုမရှိသည့်အတွက်ကြောင့်လူရဲ့ခန္ဓာကိုယ်ကလှုပ်ရှားလို့ထွက်လာတဲ့လေဟာငြိမ်သက်သွားတယ်ပေါ့အနတ်သက်တွေလည်းငြိမ်နေမှာပေါ့အဲ့ဒီချိန်မှာနော်ဟိုသွားဒီသွားဆိုရင်လူတွေခန္ဓာကိုယ်တွေကအနတ်တွေကတခါတည်းထွက်နေမှာငြိမ်သက်နေပြီဆိုလို့ရှိရင်လေတွေကတန့်ညင်တန့်နေဒါကြောင့်မို့ညတကောင်ကျော်လာတယ်အဲ့ဒီမှာနတ်တွေဟာအုပ်စုလိုက်လာကြတယ်အုပ်စုလိုက်လာပြီးတော့ဖះလျှောက်ကြတာတပည့်တော်တို့လူဘဝတုန်းကဗျာတဲ့ရဟန်းတန်ဃာတွေကြွလာတဲ့အခါခရီးဥကြိုပဲဆိုတယ်ကျန်တာတွေတခုမှမလုပ်ခဲ့ဘူးဗျာဒါကြောင့်မို့လို့တပည့်တော်တို့ကမျက်နှာငယ်ရတယ်ဗျာတဲ့နတ်ဘဝမှာတော့ဟုတ်ကဲ့တပည့်တော်တို့မျက်နှာငယ်ရတယ်တဲ့မပြည့်မစုံအောက်တန်းကျတဲ့အနေအထားမျိုးမှာတပည့်တော်တို့ရှိပါတယ်နောက်တအုပ်စုကလာပြီးတပည့်တော်တို့ခရီးဥကြိုလဲဆိုတယ်ဗျာရှစ်လဲရှစ်ခိုးပါတယ်ဗျာဒါပေမဲ့လို့တပည့်တော်တို့ကျန်တာတွေမလုပ်ခဲ့ဘူးတဲ့ဒါကြောင့်တပည့်တော်လည်းမျက်နှာငယ်ရတယ်ဗျာအဲ့ဒီတအုပ်စုထွက်သွားတော့နောက်တအုပ်စုကလာတယ်ဗျာကိုရှောက်တယ်တပည့်တော်တို့ဗျာတဲ့ရှစ်လဲရှစ်ခိုးခရီးနဲ့ကြိုဆိုတယ်ရှစ်လဲရှစ်ခိုးတယ်နေရာထိုင်ခင်းလည်းပေးတယ်ဗျာသို့တော်တပည့်တော်တို့ခွဲချမ်းဝေဖန်ပြီးတော့လှူဒန်းမှုမလုပ်ခဲ့ဘူးဒါကြောင့်မို့တပည့်တော်တို့မပြည့်စုံဘူးမျက်နှာငယ်ရတယ်နောက်တအုပ်စုကြတော့တပည့်တော်တို့အဲ့ဓာတွေအားလုံးလုပ်တယ်ဖြစ်အားလုံးလုပ်တယ်ဒါပေမဲ့လို့တရားနာဖို့ဆိုတာယဟန္တာငါတွေနာတပည့်တော်တို့မချင်းကပ်ခဲ့မိဘူးဒါကြောင့်မို့တပည့်တော်တို့ဟာမပြည့်မစုံတဲ့ဘဝမျိုးရောက်ရပါတယ်ဟောနောက်တအုပ်စုကတော့လျှောက်တယ်တပည့်တော်တို့တရားနာဖို့တော့အနီးကချင်းကပ်ပါရဲ့ဟောတဲ့အခါကျတော့တပည့်တော်တို့ကနားဆိုင်မထောင်ခဲ့ဘူးဖေဟာဟောမပြည့်မစုံဖြစ်ခဲ့ရတယ်နောက်တအုပ်စုကြတော့တပည့်တော်တို့ကနားဆိုင်တော့ထောင်နေဖြစ်ရတယ်ဒါပေမဲ့လို့နာကြားထားတဲ့တရားတွေကိုတပည့်တော်တို့မှတ်မှတ်သားသားမရှိဘူးဖြစ်အကုန်လုံးမေ့သွားတယ်ဒါကြောင့်မို့မပြည့်စုံတဲ့ဘဝတပည့်တော်တို့ရောက်ရတယ်ဟောနောက်တအုပ်စုကြတော့တပည့်တော်တို့မှတ်တော့မှတ်ထားပါတယ်ဗျာတဲ့မှတ်ထားတဲ့တရားတွေရဲ့အ내အဓိပ္ပာယ်ကိုတပည့်တော်တို့မစင်စားဘူးဒီတိုင်းပဲမှတ်ထားတဲ့အတိုင်းပဲထားလိုက်ကြတယ်ဒါကြောင့်မို့တပည့်တော်တို့မပြည့်စုံတဲ့ဘဝရောက်ပါတယ်ဆိုနောက်တအုပ်စုကြတော့လာတယ်တပည့်တော်တို့ကအ내အဓိပ္ပာယ်တော့စဉ်းစားမိတယ်ဗျဒါပေမဲ့လက်တွေ့ကျင့်သုံးမှုတပည့်တော်တို့မလုပ်ခဲ့ဘူးဒါကြောင့်မို့မပြည့်စုံဘူးနောက်ဆုံးလျှောက်တဲ့အုပ်စုကြတော့တပည့်တော်တို့အဲ့ဓာတွေအကုန်လုပ်တယ်ဗျာကိုယ်တိုင်လဲကျင့်တယ်ဒါကြောင့်မို့လို့တပည့်တော်တို့ဟာတော့အကြောင်းစုံလို့တပည့်တော်တို့အကောင်းအစုံရပါတယ်ဗျာဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့နတ်တွေကလျှောက်ကြတယ်ဟုတ်ကဲ့အဲ့ဒီအကြောင်းကိုဒေဝတာသုတ်တံမှာမြတ်စွာဘုရားကဟောထားပြီးယဟန်တွေကိုဘယ်လိုတတိပေးတယ်လဲဆိုလို့ရှိရင်ခြေသားယဟန်တို့ဒီနတ်တွေကိုကြည့်ကိုလုတ်တဲ့နာတွေကိုပြည့်ပြည့်စုံစုံမလုတ်ခဲ့ဘူးဆိုလို့ရှိရင်အခုနောင်တပူပန်ကြရတယ်နောက်မှနောင်တရကြတယ်ဩတို့လုတ်တာတွေမပြည့်စုံခဲ့သည့်အတွက်ကြောင့်ခုလိုအောက်တန်းနောက်တန်းကြတဲ့အခြေအနေမျိုးတွေရောက်နေရပါလားလို့ဆိုပြီးတော့ကိုအပြစ်တင်ပြီးတော့နေကြတယ်ဒါကြောင့်မို့လို့သင်္ချစ်သားတို့လည်းပဲနောင်တမပူပန်ရအောင်အခုအချိန်မှာအကြောင်းစုံအောင်လုပ်ကြတဲ့ဟုတ်ကဲ့လားသီလလည်းပြည့်စုံအောင်လုပ်ရမယ်သမာဓိလည်းပြည့်စုံအောင်ကျင့်ရမယ်ပညာကိုလည်းပြည့်စုံအောင်သိက္ခာ၃ရပ်အကျင့်မြတ်တွေကိုပြည့်ပြည့်စုံစုံအထောက်ကြမြတ်စွာဘုရားကဇာယထဘိက္ခဝေမာပမာဒဋ္ဌာဇာယထဆိုတာသမထဝိပဿနာကျင့်စဉ်ကိုကျင့်သို့မဟုတ်ကိုယ့်ဘဝအရေးကိုယ့်ဘာကိုပြည့်ပြည့်ဝဝတွေးထားကြဘုန်းကြီးတို့တွေမတွေးသင့်ဘူးလားကိုယ့်ဘဝဟာကိုယ့်ကိုဆင်ញင်သုံးသပ်ပြီးတော့ကိုယ့်ဘဝအရေးကိုကိုယ့်ဘာကိုတွေးထားရ
ငါအခုရထားတဲ့ဘဝတစ်ခုကနှိမ့်ချနေသလားသူများနဲ့စာရင်ငါ top 10နဲ့မှပါလားမပါဘူးလားဟုတ်ကဲ့လားမပါသေးလို့ရှိရင်ငါဘာတွေလုပ်ဖို့လိုနေသေးသလဲမစင်စားသင့်ဘူးလားအဲ့ဒါကိုပြောတာဇာယထအတိပ္ပယ်တစ်မျိုးနဲ့ပြောမယ်ဆိုရင်ဇာယထအမတ်တမဲ့မနေနဲ့ကိုဘဝလေးကိုဆင်ញင်သုံးသပ်မာပမာဒဋ္ဌမိမိလျောရောနဲ့မနေကြနဲ့မာပစ္စာဝိပတိတာရိနောအဟုဒနောက်ကြမှာနောင်တမရစေကြနဲ့ဟောမြတ်စွာဘုရားကဒါဟာငါဘုရားရဲ့တတိပေးချက်ဆုံးမဩဝါဒပေးချက်ပဲဖြစ်တယ်လို့ဒီသုတ်တန်ကိုဒီစကားနဲ့အဆုံးသတ်ထားတယ်ဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဿတ်တို့အကြောင်းစုံမှအကောင်းဆုံးမှဖြစ်သောကြောင့်အကြောင်းတရားတွေပြည့်စုံအောင်တို့တွေအသိဉာဏ်ရှိတဲ့လူဘဝရတဲ့အခိုက်သာသနာတော်ကြီးနဲ့ကြုံကြိုက်တဲ့အခိုက်မှာလှုပ်တဲ့လှုပ်ထိုက်တဲ့အကြောင်းတရားတွေတို့ပြည့်ပြည့်စုံစုံလုံးမပဲနောက်ဆုံးအဆင့်ဖြစ်တဲ့ဓမ္မာနုဓမ္မပฏิပတ်တိဓမ္မလို့ဆိုတဲ့လောကုတ္တရာတရားနဲ့လျော်တဲ့အနုဓမ္မဆိုတဲ့သီလသမารိပညာသိက္ခာ၃ရပ်အကျင့်မြတ်တွေကိုတို့လက်လန်းမိသမျှဖြစ်ခြင်းမှသာလေတို့လုပ်တဲ့လုပ်တွေဟာပြည့်စုံမှာဖြစ်တယ်လို့မြတ်စွာဘုရားရဲ့အဆုံးအမဩဝါဒကိုဥထိတ်ထက်ပန်းစင်လျက်အကြောင်းစုံအောင်ကြင်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်း